ဒီနေ့တော့ right dictionary တွေသုံးပြီးတော့ခါခွေးနဲ့ပတ်သက်ပြီးကြံတဲ့ကာယံတချို့ကိုရှာကြည့်ထားပါတယ်အရင်လိုအဓိပ္ပာယ်မရှိတဲ့စကားလုံးတွေမပါတော့ဘူးသုံးလို့ရမယ်အဓိပ္ပာယ်ရှိမဲ့စကားလုံးတွေပဲပါတော့တယ်ဒါပေမဲ့အပြည့်စုံရင်ရှိသမျှကာယံအကုန်လုံးပါနေတာမျိုးမဟုတ်ဘူးအဘိဓာန်ထဲမှာပါတဲ့စကားလုံးတွေပဲကာယံဖြစ်နေထားလာတာဖြစ်ပါတယ်ချန်လှခန္ဓာအင်္ဂထန္တဒီစကားလုံးကကာယံနေများတယ်ချိန်ဆက်ကမရှိဘူးခြေစုံရတဲ့ခြေစုံရလည်းမရှိဘူးခြေမော့နေလောက်ခြေပချုံမုံကုံလုံးဘာလို့အင်းရပါလဲခြေမုံရရှာခြေပြောကဲစေခွေညုစေလခါဘနဲ့ပတ်သက်တာလေးတွေဒါဆိုတော့ခါဘနဲ့ပတ်သက်တဲ့အဘိဓာန်ထဲမှာရှိတဲ့စကားလုံးတွေရဲ့ကာယံတွေတော်တော်များများကိုရှာလို့ရသွားပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်